ဒါပေမဲ့မင်းနဲ့တွေ့ဆုံတိုင်းမှာသူစံနေခံစားချက်များတေချာသောလုံးသားရဲ့ဖြစ်တစ်ခုမှာကိုပါကိုမလဲမတွေ့ချင်ဘူးအတူတူရှိနေရင်အကုန်လုံးပြီးပြေဆုံးနေမင်းနဲ့ငယ်ဒီကဘာလောကတဲ့အတူလက်တွေ့ဗီဒီယိုတကူရဲ့ပေါ်ပဲတေချာသွား